ယေရှုခရစ်အားဖြင့်ဘုရားခင်ကျမတို့ကိုပေးတဲ့ဂတိတော်တွေထဲမှာအရေးအကြီးဆုံးဂတိတော်ဟာတန်ရှင်းသောဝိညာဉ်တော်ဘုရားဖြစ်ပါတယ်ဘလို့ကောင်းစားတယ်ဘလို့ကြွယ်ဝတယ်အဲ့ဒါကိုသွားပြီးတော့စင်တာထားပြီးတော့ကျမတို့ခရိယန်တက်တာကိုရှောက်လန်းမယ်ဆိုရင်ဘယ်တော့မှကျမတို့ကြီးထွားရင့်ကျက်တဲ့သူတွေဖြစ်လာမှာမဟုတ်ဘူးတချို့တွေကဘလို့သွန်သင်ဆုံးမတယ်လဲဆိုတော့ကြွယ်ဝနေမှလူတွေကကျမတို့စကားကိုနားထောင်မှာပေါ့ဆိုတဲ့လူရဲ့အတွေးနဲ့နှုတ်ကပတ်တော်ကိုဘာသာပြန်ကြတယ်အမှန်တော့ကြွယ်ဝနေမှနားထောင်မှာမဟုတ်ဘူးဝိညာဉ်တော်ဘုရားနဲ့ရှောက်လိုက်မှလူတွေကသင်ရဲ့အတန်ကိုနားထောင်လာအရေးကြီးတာဝိညာဉ်တော်ဘုရားဖြစ်တယ်ဒါဆိုဘုရားကပြောပြီးသားအမြဲတမ်းကြွယ်ဝနေမယ်လို့သူကဂတိမပေးခဲ့ဘူးကောင်းစားခြင်းနဲ့ဆင်းရဲခြင်းအလှဲ့လှဲ့ပေးမယ်လို့ပြောနေတာအမြဲတမ်းချမ်းသာနေမယ်လို့ကျမ်းစာကမပြောထားဘူးသို့တော့ဧဝံဂေလိတရားထဲမှာတော့ကျမတို့ရဲ့အသက်တာထဲမှာမလွတ်မြောက်နိုင်တဲ့အရာတွေမကြွယ်ဝနိုင်တဲ့အတွေးခေါ်တွေပြောင်းလဲပေးဖို့ရန်အတွက်ဘုရားကတတ်နိုင်ပါတယ်ယေရှုအကြောင်းကိုပြောပြမဲ့သူကဝိညာဉ်တော်ဘုရားတဲ့ဒါကြောင့်မလို့သခင်ယေရှုခရစ်တော်ရဲ့နဲ့နဲတဲ့မြတ်တာတော်ကိုသဘောပေါက်ခြင်းလေဆိုရင်ဘသူရဲ့အကူအညီကိုလိုနေလဲခမဲတော်ဖျားဆင်လွတ်လိုက်တဲ့တန်ရှင်းသောဝိညာဉ်တော်ဖျားဘလောက်ထိကျမတို့ကိုကူညီဆောင်ရွက်ပေးသလဲဆိုတဲ့အရာကိုကျမမြင်စေချင်တာပါဒါကြောင့်ကျမ်းစာတစ်ချက်ထဲမှာဒီလိုပြောထားတယ်ယေရှုခရစ်တော်ကိုလူတစ်ယောက်ကဖျားလို့လက်ခံလာဖို့ရန်အတွက်တောင်မှဝိညာဉ်တော်ဖျားကသူ့ထဲထဲမှာအလုံးမလုံးရင်ဖျားလို့ဘယ်တော့မှလက်မခံဘူးဆိုလိုတဲ့အရာကသင်ကေတင်ခြင်းရလာဖို့ရန်အတွက်အဓိကလှုပ်ဆောင်ပေးတဲ့သူကဝိညာဉ်တော်ဖျားဖြစ်တယ်ဒါဆိုရင်သင်ရဲ့မိသားစုတွေမှာမပြောင်းလဲသေးတဲ့ခင်မွန်းတဲ့အတွက်သင်ကဘာလုပ်လို့ရလဲဝိညာဉ်တော်ဖျားကျွန်ုပ်ရဲ့မပြောင်းလဲသေးတဲ့ခင်မွန်းတယ်အရက်တောက်တဲ့ခင်မွန်းတယ်ပြောင်းလဲဖို့ရတဲ့ဝိညာဉ်တော်ဘုရားအလုံးလုံးပေးပါဆုတောင်းလို့ရတယ်နှလုံးသားတွေမာကြောပြီးတော့မှစီးစိမ်ချမ်းသာအပေါ်မှာဂုံမောက်နေတဲ့သူတွေအတွက်လည်းကျွန်တော်တို့ဘယ်လိုဆုတောင်းလို့ရကိုတော်ဘုရားအဲ့ဒီသူကမိမိရဲ့စီးစိမ်ကိုအမိမပြုတ်ဘဲနဲ့ကိုတော်ဟာဘုရားဖြစ်ကြောင်းဝန်ခံလာဖို့နဲ့ဝိညာဉ်တော်ဘုရားအလုံးလုံးပါလို့ကျွန်တော်တို့ဆုတောင်းလို့ရတယ်အတွေးခေါ်ထဲမှာဘာသာတရားဆိုတဲ့ဒီနေ့ခန်းထဲမှာပိတ်မိနေတဲ့သူတွေပြောင်းလဲလာဖို့အတွက်ဘယ်လိုလုပ်လို့ရလဲဘာသာတရားထက်အရှင်ဖျားကိုအမှန်တကယ်ရဖို့ရတဲ့ဝိညာဉ်တော်ဖျားအလုံးလုံးပေးပါလို့ကျမတို့ဆုတောင်းလို့ရတယ်ဝိညာဉ်တော်ဖျားကကျမတို့ရဲ့အသက်တာထဲမှာဘာလုပ်ပေးမလဲဆိုတော့ခမဲတော်ဖျားပြောတဲ့စကားကိုကျမတို့ကိုပြန်ပြောပြမှာခမဲတော်ဖျားရဲ့အလိုတော်ကိုကျမတို့ကိုပြန်ပြီးတော့သင်ပေးမှာပြီးယေရှုခရစ်တော်ရဲ့ဘုန်းကိုထင်ရှားစေဖို့နဲ့ကျမတို့ဘလို့အသက်ရှင်ရမလဲဆိုတဲ့ຢာကိုလည်းအကျွေးမဲ့ကျမတို့ကိုအသေးစိတ်သွန်သင်ပေးမဲ့ဖျားဖြစ်တယ်ဒါကြောင့်ကိုယ့်ရဲ့အသက်တာကိုပြန်ကြည့်လိုက်ဖျားဘုန်းတော်မထင်ရှားဘူးဆိုရင်သင်ဝိညာဉ်တော်ဖျားကိုနေရာမပေးထားလို့ဖျားဘုန်းတော်ထင်ရှားတဲ့အသက်တာဖြစ်ချင်လားခရစ်တော်ရဲ့ပြည့်စုံခြင်းကိုယ့်ရဲ့အသက်တာထဲမှာပေါ်လွင်လာဖို့အတွက်ဝိညာဉ်တော်ဖျားတပါးတည်းကပဲကူညီပေးနိုင်တယ်တဲ့ဒါကြောင့်သူ့ရဲ့နာမည်ကိုဘယ်လိုခေါ်လဲဆိုတော့ Parakletos Greek လို့ Para ရဲ့အဓိပ္ပာယ်ကဘေးမှာအနားမှာ Kletos ရဲ့အဓိပ္ပာယ်ကခေါ်ခြင်းခံရသူဒီနှစ်ခုကိုပေါင်းလိုက်တဲ့အခါမှာ one who is called to stand beside us as a helper ကျွန်တော်တို့အနာကိုကူညီဖို့ရန်အတွက်ရောက်လာတဲ့သူပါတဲ့ကိုကိုကူညီဖို့ရန်အတွက်ရောက်လာတဲ့သူကိုညှဉ်းဆန်နေတဲ့အရာစန့်ကျင်နေတဲ့အရာမလို့ခြင်းဘူးလို့ကျမတို့ကပြောနေတဲ့အရာကကူညီပေးဖို့အတွက်ရောက်လာတဲ့သူကိုဘယ်လောက်တောင်ခံစားစေမလဲဘယ်လောက်တောင်စိတ်နာစေမလဲဘယ်လောက်တောင်ဝမ်းနည်းစေမလဲဘယ်လောက်တောင်နာကျင်စေမလဲဆိုတဲ့အရာကိုကျမတို့ဆင်ခြင်ဖို့အတွက်ဖြစ်ပါတယ်။တရှင်သောဝိညာဉ်တော်ဖခင်ကလေနှစ်ထောင်ကျော်ပြီးယေရှုတက်သွားကြတဲ့ကကျမတို့နဲ့အတူတူရှိနေတဲ့ဝိညာဉ်တော်ဖခင်ဖြစ်တယ်။ဖနဲ့ချိန်တော်ဝိညာဉ်တော်ဘုရားကဘုရားเจ้าနေထဲကနင်းထုတ်ခံရပြီးပြီလေဝိညာဉ်တော်ဘုရားဆိုတဲ့နာမည်ကိုဘုရားเจ้าမှာမသုံးဖို့ရအတွက်ဖနဲ့ချိန်တော်တရားဟောနေကြပြီလေဝိညာဉ်တော်ဘုရားရဲ့တကိုးတော်ကိုစီတာဖို့ရအတွက်ဘယ်နှယောက်ကလိုက်လံပြီးတော့ယုံကြည်သူတွေထဲမှာအစိတ်သင့်စေတဲ့စကားကိုပြောနေကြပြီလေအဲ့ဒါကဝိညာဉ်တော်ဘုရားကိုနာကျင်စေတဲ့အရာဖြစ်ပါတယ်ကိုကိုကူညီမဲ့သူကိုသိတ်ချစ်တဲ့ဘုရားကိုတာဝန်ယူပေးမဲ့ဘုရားကိုစန့်ကျင်ပုံကန်တဲ့သူကအခြားသောသူမဟုတ်ပဲယုံကြည်သူတွေဖြစ်နေကြတယ်ဒီနေ့အဲ့ဒီထဲမှာကျမတို့မိသားစုဝင်တွေတယောက်မှမပါဘူးရန်အတွက်ဝိညာဉ်တော်ဘုရားမဆပါစေ